အားလုံးပဲမင်္ဂလာနံနက်ခင်းပါဂေယုနာတော်သည်နံနက်တိုင်းအသက်ဖြစ်သည်လို့ဆိုထားတဲ့အတိုင်းဒီနေ့မနက်ခင်းမှာလည်းအသက်တော်ဂေယုနာတော်နဲ့အတူဘုရားသခင်နဲ့အစပြုနိုင်ဖို့ Start Your Day with God ရဲ့ Drops of Light အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်လူအမြင်ထက်ဖျားရဲ့အမြင်ကပိုပြီးအရေးကြီးတယ်ဆိုတဲ့အကြောင်းအရာလေးကိုဒီနေ့အတွက်ဖတ်ပြပေးချင်ပါတယ်လူတွေကများသောအားဖြင့်ကိုယ့်ကိုအခြားသူတွေကဘယ်လိုမြင်မလဲဆိုတာကိုစိုးရိမ်တတ်ကြပါတယ်။ကိုယ့်ရဲ့ဂုဏ်သိက္ခာလူမှုအဆင့်တန်းတွေကိုအခြားသူတွေကအထင်မြင်သိမှရှုတ်ချမှာကိုကြောက်ရွံ့တတ်ကြပါတယ်။ဒီလိုကြောက်ရွံ့မှုကပဲလိမ်လည်မှုမတရားမှုဒါမှမဟုတ်အလိမ်ညာတွေကိုပြုလုပ်ဖို့လှုံ့ဆော်လာနိုင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကိုကျူးလွန်ခဲ့တဲ့အဖြစ်တွေကိုယ့်ရဲ့အဖြစ်မှန်တွေကိုလူတွေမသိအောင်ဖုံးကွယ်နိုင်ရင်လူသားဖြောင့်မတ်တဲ့အပြစ်ကင်းတယ်လို့ဟန်ဆောင်နိုင်ရင်လူရှိသူရှိမှအပြစ်ကင်းတယ်လို့ယုံကြည်ခံယူနေတတ်ကြလို့ပါပဲဒါပေမဲ့ယုံကြည်သူတယောက်အနေနဲ့ကတော့လူမြင်ထက်ဘုရားသခင်ရဲ့အမြင်ကပိုပြီးတော့မှအရေးကြီးပါတယ်ဘုရားသခင်ကအရာခတ်သိမ်းကိုသိတော်မူတဲ့အနန္တတခုရှင်ဖြစ်တဲ့အတွက်ဘယ်သူမှသူ့ကိုလိမ်လည်လို့မရပါဘူးသူကလူတွေရဲ့အပြင်ဘက်အပြုမှုကိုသာမကလူတွေရဲ့အတွင်းစိတ်နှလုံးကိုပါတည်တော်မူတဲ့ဘုရားပဲဖြစ်ပါတယ်။ထာဝရဘုရားသည်လူမြင်တဲ့ကဲ့သို့မြင်တော်မူသည်မဟုတ်လူသည်အစင်းတန်ကိုကြည့်ရှုတတ်၏ထာဝရဘုရားမူကားနှလုံးကိုကြည့်ရှုတတ်သည်လို့ဓမ္မရာဇဝင်ပထမစာဆောင်အခန်းကြီး16အငယ်9မှာဖော်ပြထားပါတယ်။ငါသည်ပညာရှိ၏ဟုကိုမထင်နဲ့ထာဝရဘုရားကိုကြောင်းရွံ့၍ဒုစရိုက်ကိုရှောင်လောတို့ပြုလျင်သင်၏အကျော်တို့သည်အာတန်၍အယိုးတို့သည်ချင်းစီနှင့်ပြည့်စုံကြလိမ့်မည်လို့တုတ်တန်ကျမ်းအခန်းကြီး3အငယ်9နဲ့10မှာလည်းအခုလိုပဲဖော်ပြထားပါတယ်။ဘုရားသခင်ကိုကြောင်းရွံ့ခြင်းဆိုတာတစ်ချိန်လုံးကြောင်းလန့်နေတာမျိုးမဟုတ်ပဲဘုရားသခင်ရဲ့တန်ရှင်းခြင်းတရားမျှတခြင်းနဲ့သူ့ရဲ့မေတ္တာဂရုဏာတော်အပေါ်အလေးမြတ်ထားခြင်းပဲဖြစ်ပါတယ်။ဒီလိုဘုရားကိုကြောင်းရွံ့ခြင်းကလူတွေကိုမှန်ကန်တဲ့တမန်တရားလမ်းတိုင်းရှောင်လန်းဖို့အပြစ်ကိုရှောင်ရှားနိုင်ဖို့ကိုကျင့်တရားကောင်းမွန်ဖို့ကိုကူညီပေးပါတယ်။ဘုရားသခင်ကိုကြောင်းရွံ့တဲ့သူတွေကလူတွေရဲ့အထင်မြင်ကိုမစိုးရိမ်ကြပါဘူး။ဘုရားသခင်ရဲ့အလိုတော်အတိုင်းအသက်ရှင်ဖို့ကိုပဲအာရုံစိုက်ကြပါတယ်။ဒါကြောင့်ဒီလိုလူတွေကလွတ်လပ်စွာရဲရင်စွာနဲ့ကိုယ့်ရဲ့ခံယူချက်အတိုင်းဘုရားသခင်ရှိမှအော်တပစိတ်ကြည်ကြည်လင်လင်နဲ့အသက်ရှင်နိုင်ကြပါတယ်။ဒါကြောင့်လူသိမာတာကြောက်ပြီးဘုရားကိုမကြောက်တဲ့သူတွေများပြားနေတဲ့ဒီခေတ်ကာလမှာလူအမြင်ကိုအလေးထားတာထက်ဘုရားသခင်ရဲ့ရှိတော်မှာမှန်ကန်စွာအသက်ရှင်နိုင်ဖို့ကြိုးစားသင့်ပါတယ်။ဘုရားသခင်ကိုကြောက်ရွံ့ခြင်းကလွတ်လပ်မှုငြိမ်းချမ်းမှုနဲ့ပြည့်စုံတဲ့အတ္တတာကိုပေးစွမ်းနိုင်ပြီးအပြစ်ဒုစရိုက်လမ်းကိုလည်းရှောင်ရှားနိုင်တဲ့အတွက်ဘုရားကိုကြောက်ရွံ့သောအတ္တတာနဲ့ကြိုးစားအသက်ရှင်သွားကြဖို့လိုအပ်ပါတယ်။လူမြင်မှာကောင်းတာထက်ဘုရားမြင်မှာကောင်းဖို့ကိုပဲဦးစားပေးကြပါစို့အားလုံးပေါ်ဖျားရှင်သားရဲ့ကောင်းချီးပေးပါစေယေရှုခရစ်နာမ၌